ဇလန်းအစမှာတော့ကျွန်တော်တို့ဟာအိုရင်ဝွန်ဆိုတဲ့စွန်စားသွားလာသူတယောက်နဲ့စတင်မိတ်ဆက်ပေးထားပါတယ်။သူဟာဓာတ်တိုင်းရောမော်ပညာမှာပါကျွမ်းကျင်သူတယောက်ဖြစ်ပေမဲ့အခုတော့သူဟာသူရဲကောင်းအဖွဲ့ Heroes Party ကနေအထုတ်ခံလိုက်ရပါပြီ။အဖွဲ့ခေါင်းဆောင် Oliver Oliver ကတော့သူတို့ဟာငယ်တငယ်ချင်းတွေဖြစ်လို့အိုရင်ကိုတိုးတက်လာဖို့အခွင့်အရေးတွေအကြိမ်ကြိမ်ပေးခဲ့ပေမဲ့အခုထိသူတို့နဲ့ရင်ပေါင်တန်းနိုင်လောက်အောင်အင်အားမရှိသေးဘူးလို့အပြတ်ပြောချလိုက်တာပါ။တကယ်တော့အိုရင်နဲ့အိုလီဗာဟာလွန်ခဲ့တဲ့၈နှစ်ကတည်းကဒီအဖွဲ့ကိုအတူတူတည်ထောင်ခဲ့ကြတာဖြစ်ပြီးတောင်ပိုင်းမဟာမြေအောက်နန်းတော်ရဲ့64ထပ်မြောက်အထိပထမဆုံးရှိခဲ့သူတွေဖြစ်လို့လူအများကသူတို့ကိုသူရဲကောင်းဖွဲ့လို့သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။အိုလီဗာရဲ့အဆိုအရအဖွဲ့မှာ Enchanter မော်စွမ်းအင်သွင်းသူတယောက်ရှိဖို့ကအလွန်အရေးကြီးပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့တိုက်ပွဲမှာတခြား shrine အဆင့်ရှိတဲ့ Enchanter တွေနဲ့ရှင်ကြည့်လိုက်တဲ့အခါအိုရင်ဟာသူတို့နဲ့ရှင်ရင်ဘာမှမဟုတ်တော့ဘူးဆိုတာသူတို့သတိထားမိသွားကြပါတယ်။အိုရင်ဟာမူလကဓာတ်သမားတစ်ယောက်ဖြစ်ချင်ခဲ့တာပါ။ဒါပေမဲ့အဖွဲ့အတွက်လိုအပ်ချက်အရာရောသူ့မှာအင်းချန်တာပညာရဲ့အတွက်အထုံပါတာကြောင့်ရောကြောင့်အင်းချန်တာဖြစ်ပြောင်းလဲခဲ့ရတာပါ။သူဟာသူ့ရဲ့အားနည်းချက်တွေကိုဖုံးဖိဖို့အတွက်ကိုယ်ပိုင်မော်အတက်တွေကိုတောင်တီထွင်ခဲ့ပါသေးတယ်။ဒါပေမဲ့အိုလီဗာတို့ကတော့သူ့နေရာမှာအစားထိုးဖို့လူသစ်ရှာထားပြီးသားမို့လို့အိုရင်တယောက်လက်လျှော့လိုက်ရပါတော့တယ်။အဖွဲ့ထဲကမော်ဆီယာမကလည်းအိုရင်ကို Jack of all tradesအစုံလုံးတက်ပေမဲ့တခုမှထူးထူးချွန်ချွန်မတက်သူလို့ကဲ့ရဲ့ပြီးသူဟာအမြဲတမ်းဆရာလုံးနေတက်လို့စိတ်ပြတ်ဖို့ကောင်းတယ်လို့ပြောဆိုနေထုတ်လိုက်ပါတော့တယ်အခုလက်ရှိမှာတော့အဖွဲ့ကနေအထုတ်ခံလိုက်ရတဲ့အိုရင်ဟာတယောက်တည်းစွစားခန်းထွက်ရင်းမော်စွမ်းရင်တွေတုံးပြီး Goblins တအုပ်ကိုအပြက်ရှင်းနေတာကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်Goblin အုပ်စုကိုအောင်မြင်အပြက်ရှင်းပြီးတဲ့နောက်သူဟာဓာတ်သမားတယောက်အနေနဲ့လက်ရည်မကျသေးတာကိုသိလိုက်ရလို့တော်တော်လေးကျေနပ်သွားပါတယ်။သူ့ရဲ့စွမ်းအားမြင့်တင်မှု buffs တွေကခက်တခဏပဲခံတာဆိုပေမဲ့သူ့ကိုဘသူကမှဗတ်စုံသုံးပေမဲ့တခုမှမကျွမ်းကျင်တဲ့သူလို့ထပ်ပြီးအထင်မသေးနိုင်အောင်အင်းကွက်ပညာရှင်နဲ့ဓာတ်သမားစွမ်းရည်နှစ်ခုကိုပေါင်းစပ်ပြီးတိုက်ခိုက်ရေးပုံစံတစ်ခုကိုသူတီထွင်လိုက်ပါတယ်။အဲ့ဒီနောက်တစ်ခါ dungeon ထဲလာရင်ဒီနေရာကနေတန်းပြီးဆက်လို့ရအောင်teleportation တလင်းခဲမှာမှတ်ပုံတင်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲစွန့်စားသွားလာသူအုပ်စုတစုအလန့်တကြားထွက်ပြေးလာတာကိုသူမြင်လိုက်ရတယ်။သူတို့ကဝက်ဝင်ဘီလူတွေကိုမရှင်နိုင်လို့မိန်းကလေးတယောက်ကိုပြစ်ထားခဲ့တဲ့အကြောင်းပြောနေကြတာပါ။အဖွဲ့ခေါင်းဆောင်ဆိုတဲ့လူကအဲ့ဒီကောင်မလေးကငါတို့အဖွဲ့တဲ့အခုမှဝင်တာသူ့အသက်ကအရေးမကြီးပါဘူးတေပါစေပေါ်ဆိုပြီးလူမဆန်စွာပြောဆိုနေပါတယ်။အရင်ကကိုပါတီရဲ့အစွန့်ပစ်ခံခဲ့ရဘူးတဲ့အိုရင်အဖိုးတော့ဒီစကားကတော်တော်လေးဒေါသထွက်เสียဖြစ်သွားပါတယ်။ဒါနဲ့ပဲအိုရင်ကသူတို့ကိုတွားရောက်စုပူချိန်မောင်းပါတော့တယ်။အဲ့ဒီထဲကတယောက်ကသူတို့မှကယ်ဖို့အင်အားမရှိဘူးလို့စင်ကြေပေးရင်းအိုရင်ကိုထိုးဖို့ကြိုးစားပေမဲ့အိုရင်ကတော့အသာလေးပဲပြန်လဲကြအောင်လုပ်လိုက်ပါတယ်။ပြီးတော့အဲ့ဒီမိန်းကလေးကိုဘယ်နားမှာရှာတွေ့နိုင်မလဲဆိုတာကိုသူမေးလိုက်ပါတော့တယ်။အဲ့ဒီနောက် Orc အုပ်စုကြီးဝိုင်းရံထားတဲ့မိန်းကလေးကိုကျွန်တော်တို့မြင်ရပါတယ်။သူမဟာမိမိကိုယ်ကိုကာကွယ်ဖို့အတွက်မော်ကာကွယ်ရေးတိုင်း barrier တစ်ခုကိုဖန်တီးလိုက်ပေမဲ့ Orc တွေကအဲ့တိုင်းကွဲအပ်သွားတဲ့အထိဝိုင်းဝန်းရိုက်နှက်ကြပါတယ်။သူမကတော့ငါတော့တေပြီလို့ထင်နေတဲ့အချိန်မှာပဲအော်ရင်ကရုတ်တရက်သူ့ရဲ့လေမော်အတက် Wind Magic ကိုသုံးပြီး Orc တွေကိုလွင့်ထွက်သွားအောင်လုပ်လိုက်ပြီးရှစ်တက်ကနေဝက်ခိုက်ပါတော့တယ်။